ထိုင်းနိုင်ငံရေရှောင်းပြည်နယ်တွင်လူဝင်မှုကြီးကြပ်ရေးရဲအရာရှိများအဖြစ်ဟန်ဆောင်ကာတရုတ်နိုင်ငံသားများအားပရဟိတတနက်ပစ်ပြိုင်ပွဲလက်မှတ်များအတင်းအကျပ်ရောင်းချခဲ့ပြီးလူမနေသောနေအိမ်များကိုပါဖောက်ထွင်းခိုးယူခဲ့သည့်အမျိုးသား3ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဖြစ်စဉ်အသေးစိတ်အချက်လက်များအရအမျိုးသား3ဦးသည်တရုတ်နိုင်ငံသားများထံသွားရောက်ကာပရဟိတတနက်ပစ်ပြိုင်ပွဲလက်မှတ်များကိုတစောင်လျင်ဘတ်2000ဖြင့်အတင်းအကျပ်ရောင်းချခဲ့ပြီးမဝယ်ပါကဖမ်းဆီးမည်ဟုချိန်ချောက်ခဲ့ပါတယ်။ထို့အပြင်၎င်းတို့သည်လူမနေသောအိမ်များအတွင်းသို့လည်းဖောက်ထွင်းဝင်ရောက်ကာပစ္စည်းများကိုခိုးယူခဲ့ကြပါတယ်။ရာယောင်းပြည်နယ်နောင်ကရက်ရဲစခန်းမှစုံစမ်းစစ်ဆေးရေးမှူးများကချွန်ဘူရီပြည်နယ်ဘိုဝင်းရဲစခန်းနှင့်ပူးပေါင်း၍အဆိုပါတန်တရားရှိသူ3ဦးကိုတရားရုံးဖမ်းဝရမ်းဖြင့်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဖမ်းဆီးရမိချိန်တွင်ပြစ်မှုကျူးလွန်ရာ၌အသုံးပြုသည့်လေတကားပစ်ကတ်ကားဗုဒ္ဓရုပ်ပွားတော်များအဆောင်လက်ဖွဲ့များနှင့်ထိုင်းငွေစက္ကူများကိုတပ်သေးခံပစ္စည်းအဖြစ်သိမ်းဆည်းရမိခဲ့ပါတယ်။တန်တရားရှိသူတဦးဖြစ်သည့်မစ္စတာဖီမုတ်ကလက်မှတ်ရောင်းချခဲ့ကြောင်းဝန်ခံတော်လဲဘာသာစကားအခက်အခဲကြောင့်တရုတ်နိုင်ငံသားများက၎င်းတို့ကိုလာဝကအရာရှိများဟုအထင်လွဲသွားခြင်းဖြစ်နိုင်ကြောင်းဆင်ခြေပေးခဲ့ပါတယ်။ထို့အပြင်တရုတ်နိုင်ငံသားများ၏နေအိမ်များမှခိုးယူမှုများနှင့်ပတ်သက်၍လည်းမသိရှိကြောင်းညှင်းဆိုထားပါတယ်။အရေးယူဆောင်ရွက်ချက်အနေဖြင့်လက်ရှိတွင်၎င်းတို့ကိုလိမ်လည်မှုအစိုးရအရာရှိအယောင်ဆောင်မှုကွန်ပျူတာရာဇဝတ်မှုဥပဒေချိုးဖောက်မှုတို့ဖြင့်တရားစွဲဆိုထားပါတယ်။ဤလုပ်ရက်သည်အစိုးရဌာနများ၏ဂုဏ်သိက္ခာကိုထိခိုက်စေသဖြင့်အလားတူလိမ်လည်ခံရသူများရှိပါကနောင်ကရက်ရဲစခန်းသို့လာရောက်တိုင်ကြားရန်ရဲတပ်ဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrant Scale ၏အတိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်နိုင်ငံခြားသားတွေရဲ့အားနည်းချက်နဲ့ဘာသာစကားအခက်အခဲကိုအခွင့်ကောင်းယူပြီးအစိုးရအရာရှိအယောင်ဆောင်ကချင်းချောက်ငွေညစ်တာလိမ်လည်တာတွေကျူးလွန်နေကြတယ်ဆိုတာကိုတွေ့မြင်ရမှာပါ။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါအချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်။မိမိအိမ်သို့မဟုတ်အလုပ်ခွင်သို့ရဲသို့မဟုတ်လဝကအရာရှိဟုဆိုကာလာရောက်စစ်ဆေးပါက၎င်းတို့၏တရားဝင်မှတ်ပုံတင်ကတ်ယူနီဖောင်းနှင့်အထောက်အထားများကိုတေချာစွာစစ်ဆေးပါအစိုးရအရာရှိများသည်မည်သည့်ပွဲလက်မှတ်ကန်ဆန်းမဲလက်မှတ်ကိုမျှအတင်းအကျပ်ရောင်းချလေမရှိပါဖမ်းဆီးမည်ဟုချိန်ချောက်ကလက်မှတ်ဝယ်ခိုင်းခြင်းငွေညစ်ခြင်းများပြုလုပ်လာပါကကြောက်လန့်ပြီးအလွယ်တကူငွေပေးချေခြင်းမပြုလုပ်ပါနဲ့အလုပ်ရှင်သို့မဟုတ်ယုံကြည်ရသူများထံချက်ချင်းအကြောင်းကြားတိုင်ပင်ပါအကယ်၍ထိုကဲ့သို့အယောင်ဆောင်လိမ်လည်သူများနှင့်ကြုံတွေ့ရပါကသို့မဟုတ်ငွေကြေးတစုံတရာပေးလိုက်ရပါကမှတ်တမ်းတင်ဗီဒီယိုကားနံပါတ်အစရှိသည့်အထောက်အထားများကိုမှတ်သားထားပြီးနှီးစက်ရာရဲစခန်းသို့ချက်ချင်းတိုင်ကြားရန်အသိပေးအကြံပြုအပ်ပါတယ်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrant Scale မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrant Scale